ကျွတ်မွမွနဲ့အရန်စားလို့ကောင်းပြီးလောက်ရတာအရန်လွယ်ကူတဲ့အသား6ပုံမျိုးခုမှသိတော့တယ်ဒါကကျမနေလန်းထားတဲ့ဝက်သား6တွေပေါ့နော်အဲ့ဒါကို microwave ထဲမှာ10မိနစ်လောက် wave လိုက်မယ်ဝေးလိုက်ရင်အသားကအဲ့လိုကြက်တလို့လေးဖြစ်သွားပြီပေါ့နော်အဲကြက်တလို့ဖြစ်တဲ့ခါကျရင်အဲ့ဒါလေးတွေကိုကျပွေလေးနဲ့ထုမယ်ဟိုဘက်ထုဒီဘက်ထုပြီးသွားတဲ့ခါကျရင်အဲ့ဒါကို10မိနစ်ပြန်ဝေးမယ်ဝေးလိုက်ပြန်ထုလိုက်နဲ့3ကြောလောက်လုပ်ပြီးသွားပြီဆိုရင်လေကျွတ်မွနေတဲ့အသား6ပုံလေးရပြီအဲ့ဒီခါပဲစီစိမ်းလေးနဲ့စမ်းမျိုးမှမွာရွာပြီးနေပြီးလိုက်တဲ့ဆိုရင်ရမ်းစားလို့ကောင်းတဲ့အသား6ပုံလေးရပြီမတိလူကြော်ရတိလူဖော်စားမိုက်ခရိုဝေ့နဲ့အသား6ပုံလို့အရန်ကောင်းတယ်ဆိုတာလေတကယ်တစ်ခေါက်တော့လက်တွေ့လုပ်ကြည့်လိုက်အသင့်စားအသား6ပုံတွေကိုမိုက်ခရိုဝေ့နဲ့ဝေ့ပြီးပိုကျွတ်သွားအောင်တော့မကြခဏလုပ်ဖူးတယ်ဒီလိုစိမ်း6ကိုတော့တစ်ခါမှမလုပ်ခဲ့ဘူးတကယ်ကောင်းပါတယ်လုပ်ကြည့်ကြနော်ပြီးတော့အသား6ကိုအသုံးလေးသုံးပြီးတော့မှခင်းရှင်လေးနဲ့ပြန်ချက်စားမလားပေါ့စိတ်တော့ကူးလိုက်တယ်အသားကိုရီမြောက်အောင်ထည့်ပြီးတော့ပြုတ်ပြီးတော့စီပူလေးနဲ့ခဏလိမ့်လိုက်တာဒါပေမဲ့စားလို့မကောင်းနေနဲ့မာတယ်ဒီလိုမိုက်ခရိုဝေ့နဲ့အသား6ဖုံနီလန်းကိုကျမလိုနောက်ကျမှတည့်ရတဲ့လူတွေရှိလားရှိမှန်းခဲ့ပေးကြနော်